ပညာရှာပမာသူဖုံးစားမြောက်မင်းသည်အမည်နာမတစ်ခုရရှိသွားသောကြောင့်ဝမ်းသာပီတိဖြစ်နေ၏ထို့ကြောင့်ဘော်ဒီဘိုးဘိုးအားအကြိမ်ကြိမ်ရှိခိုးလေ၏ဘော်ဒီဘိုးဘိုးသည်သူ၏လက်ရင်းတပည့်တဦးခေါ်လိုက်၏စွန်းဝူခုံးကိုဘလို့ပြောဆိုရမယ်ဘလို့ပြုမှုနေထိုင်ရမယ်ဆိုတာကိုသင်ကြားပေးလိုက်ပါဘော်ဒီဘိုးဘိုး၏လက်ရင်းတပည့်သည်မြောက်မင်းအားခေါ်ဆောင်ပြီးအစအရာရာသင်ကြားပေးလေ၏စွန်းဝူခုံးသည်ကြောက်ကူ၏အတွင်ဆရာလန်းလျှောက်သည့်လမ်းနံဘေးတွင်အိတ်ဆက်လေ၏ဤသို့ဖြင့်နောက်တစ်နေ့နနက်သို့ရောက်ရှိလေ၏စွန်းဝူခုံးသည်ဘော်ဒီဘိုးဘိုး၏တပည့်များထံမှဘာသာစကားနှင့်ယဉ်ကျေးမှုကိုသင်ကြားရလေ၏ထို့ပြင်ဖျားစာများသင်ရန်လေ့ကျက်ရသည်တရားစာများဆိုရသည်ဖျားဝတ်ပြုရသည်အားလက်သောအခါလိုင်ကူပတ်ဝန်းကျင်တွင်တီးပင်စားပင်များကိုစိုက်ပျိုးရသည်ထင်းခွေရေခတ်စသည့်အလုပ်များကသင်ရန်လေ့ကျက်ခြင်းမပြုသောအခါအမြဲလုပ်ရသည့်အလုပ်ပင်ဖြစ်တော်သည်မြောက်မင်းသည်အလွန်ဝီရိယကောင်းသည်သူသည်ဆရာအတွက်၎င်းသူနှင့်အတူသင်ကြားလေ့ကျင့်နေကြသောညီနောင်များအတွက်၎င်းလိုအပ်ချက်ဟူသမျှကိုပြည့်စုံစေခဲ့၏သူတစ်ပါးထက်ပိုမိုအလုပ်လုပ်ကင်ခဲ့လေသည်ဤနည်းဖြင့်သူသည်ဤလိုင်ကူ၌9နှစ်ခန့်နေထိုင်လာခဲ့သည်တနေ့ဘော်ဒီဘိုးဘိုးသည်တရားဟောရန်ခမ်းမသို့ရောက်ရှိလာသည်သူ၏တပည့်များလည်းပြည့်စုံစွာရောက်ရှိလာကြသည်အားလုံးဝိုင်းထိုင်ကြသည်စွန်းဝူခုံလည်းထိုတပည့်များတွင်တယောက်ပါဝင်ဖြစ်အများနှင့်အတူဝင်ထိုင်လေ၏ဘော်ဒီဘိုးဘိုးသည်စင်မြင့်ပေါ်တွင်ထိုင်၍မြတ်စွာဘုရား၏တရားတော်များကိုဟောကြားလေ၏ဘော်ဒီဘိုးဘိုး၏တရားဟောတံမှာကြည်လင်ပြတ်သားလာသည်တရားအစဉ်စဉ်ကိုလည်းတပည့်များသဘောပေါက်ကြလေ၏စွန်းဝူခုံသည်တရားနာရင်းလွန်စွာပီတိဖြစ်လာသဖြင့်ခြေလက်များသည်အလိုလိုကြွလာသည်ပီတိဖြစ်ရင်းကခုံမိလေ၏ဘော်ဒီဘိုးဘိုးသည်စွန်းဝူခုံ၏အပြုမူကိုတွေ့ရှိသွား၏စွန်းဝူခုံငါရှေ့ကိုတင်တိုးခဲ့စမ်းစွန်းဝူခုံသည်ရှေ့သို့တိုးသွားရလေ၏မင်းငါစကားများကိုနားမထောင်ဘဲဘာကြောင့်ကခုံနေရသလဲမြောက်မင်းသည်လက်အုပ်ချီလေ၏တပည့်ဟာဆရာစကားကိုနားမထောင်၍စိတ်မဝင်စား၍ကခုံမိခြင်းမဟုတ်ပါဆရာဟောကြားသည့်တရားတော်များဟာတပည့်ရဲ့အသေးနှလုံးထဲမှချင်းနှင်းဝင်ရောက်ပြီးပီတိအထက်ထက်ဖြစ်ခြင်းကြောင့်ကခုံမိခြင်းဖြစ်ပါသည်တရားနာတယ်ဆိုတာကိုယ်နှုတ်နှလုံးငြိမ်သက်စွာနဲ့နားထောင်ရတယ်တပည့်မသိပါထို့အတွက်ခွင့်လွတ်ပါဆရာသခင်မသိလို့ဆိုရင်ငါခွင့်လွတ်လိုက်မယ်ငါမေးမယ်တင်ဒီကိုရောက်ဒီမှာဘလောက်ကြာပြီလဲစွန်းဝူခုံးကတပည့်အချိန်ကိုတော့တတိမထားမိပါဆရာထင်းခွေသွားတဲ့အခါအနောက်ဘက်တောင်ကိုအမြဲလိုက်ခဲ့ပါတယ်အဲ့ဒီအခါမှာမမန်းချိုသီးတွေတွေ့ရှိပြီးတပည့်စားတောက်ခဲ့ဒီမှာ9ကြိမ်9ခါရှိပါပြီဆရာကြီးဘော်ဒီဘိုးဘိုးကမမန်းချိုသီးဟာတစ်နှစ်တစ်ကြိမ်ပဲသီးပါတယ်မင်း9ကြိမ်9ခါစားခဲ့ပြီဆိုတော့9နှစ်ရှိပြီပေါ့ကဲငါမေးမယ်မင်းဘယ်ပညာရဲ့များအလိုရှိပါသလဲစွန်းဝူခုံးကဆရာတင်လိုတဲ့ပညာကိုတာတင်ပါတပည့်ကတော့မြည်သည့်ပညာမဆိုတင်ယူပါမယ်ဘော်ဒီဘိုးဘိုးရေမောလေ၏အတတ်ပညာအမျိုးပေါင်း360များရှိပါတယ်မင်းကဘလို့ပညာမျိုးတင်လိုပါသလဲဆရာတင်ကျင်တဲ့ပညာကိုတာတင်ပေးပါတပည့်တင်ယူပါမယ်ဆရာဒါဖြင့်ငါမင်းကိုဝေဒပညာသင်ပေးမယ်ဝေဒပညာမှာဘာတွေများပါတလဲဆရာဘော်ဒီဘိုးဘိုးကရှင်းပြ၏ဝေဒပညာထဲမှာဗေဒင်ဟောခြင်းနတ်တေဝတာများကိုပင့်ဖိတ်ခြင်းအကြအမြင်ပေါက်အောင်လေ့ကျင့်သင်ကြားခြင်းအန္တရာယ်ကိုကြိုတင်ရှောင်တိန်နိုင်တဲ့အမြင်ရရှိအောင်ကြိုးစားခြင်းအစရှိတဲ့ပညာများပါတယ်စွန်းဝူခုံးကဆရာတပည့်တစ်ခုလောက်မေးပါရစေဘာမေးမလို့လဲမေးပါဆရာတင်ပေးတဲ့ပညာတက်ရင်အသက်မသေးပဲနေနိုင်ပါမလားဆရာဘော်ဒီဘိုးဘိုးသည်ရေမောလေ၏မသေးပဲဘယ်နေလို့ရမလဲကွာစွန်းဝူခုံးကဒါဖြစ်ရင်မတင်တော့ပါဘူးဆရာဒါဖြစ်ရင်မင်းကိုကျင့်ဝတ်ပညာသင်ပေးမှဖြစ်တော်မယ်ကျင့်ဝတ်ပညာမှာဘာပညာတွေပါတလဲဆရာကျင့်ဝတ်ပညာတက်ရင်မင်းဟာစာပေပညာရှင်ဖြစ်နိုင်တယ်ကျမ်းပြုပညာရှင်ဖြစ်နိုင်တယ်ယတိဖြစ်နိုင်တယ်တမားတော်ဖြစ်နိုင်တယ်မကောင်းဆိုးဝါးကိုနိုင်တယ်စွန်းဝူခုံးကမေး၏ဆရာတပည့်တစ်ခုလောက်မေးပါရစေအဲ့ဒီပညာထဲမှာမသေးဘဲနေနိုင်တဲ့ပညာမပါဘူးလားဆရာမပါဘူးဒါပေမဲ့အဲ့ဒီပညာတက်ရင်အိမ်ကိုကြားကန်ပေးတဲ့ပညာတော့ပါတယ်တပည့်နားမလဲပါဘူးဆရာတပည့်ကိုရှင်းရှင်းလင်းလင်းပြောပြပါလားဆရာအိမ်အိုရင်ပြိုလဲကျသွားတာပဲအိမ်အိုတဲ့အခါကြားကန်တိုင်ထောက်ပေးထားရင်မပြိုလဲကျတော့ဘူးပေါ့ဒါပေမဲ့အတိုင်းအတာတစ်ခုအထိပဲဒီလိုကြားကန်ထားလို့ရတာပါနောက်ဆုံးတော့ပြိုကျမဲ့အိမ်ဟာပြိုကျတာပါပဲဒါဖြင့်ကြားကန်တာဟာအိမ်တစ်လို့တော့မဖြစ်ဘူးပေါ့ဘယ်ဖြစ်မှလဲကြားကန်တာဟာယာယီခံအောင်လုပ်တဲ့သဘောပဲဒီလိုဆိုရင်တပည့်မတင်ကျင်တော့ပါဘူးဆရာဒီလိုဆိုရင်မင်းနဲ့ကအတော်ခွက်ကြတာပဲတမာတိရအောင်ကြိုးစားဖို့ကောင်းတယ်တမာတိရရင်ဘာဖြစ်မလဲဆရာတမာတိရအောင်တက်လွတ်စားရတယ်တရားကျင့်ရတယ်ဇံဝင်စားရတယ်အဲ့ဒီတမာတိရရင်အသက်မသေးတော့ဘူးပေါ့ဟုတ်လားဆရာအုပ်ဖို့မ
မိုးဆိုတလိုပါပဲကွာဆရာကတပည့်ကိုစကပုံတွေကြီးပဲပြောနေတာပဲတပည့်မှနားမလဲတာပဲဆရာရှင်းပြမှတပည့်နားလဲပါမယ်အုပ်ဖုတ်ဖို့စီထားတဲ့မြေခဲတွေမိုးရေဆိုရင်ပျက်စီးကုန်တလို့ပျက်စီးတာပဲလို့ဆိုလိုတာပါဒီလိုဆိုရင်အသက်မရှိနိုင်ဘူးပေါ့အသက်ရှည်ဖို့ဆိုတာကတော့ခက်တယ်ကွာတက်တန်းတစ်ခုပဲနေနိုင်မယ်ဒီပညာလည်းမတင်ကျင်ပါဘူးဆရာဘော်ဒီဘိုးဘိုးကမင်းကိုလှုပ်ရှားတဲ့အကပညာသင်ပေးမယ်မင်းတင်မလားစိုးဦးခုံးကလှုပ်ရှားတဲ့ပညာမှာဘာတွေပါတယ်လဲဆရာစေဝါပညာဖို့ထိုးခြင်းတုပ်ပြီးဓာပြီးခြင်းပညာများပါရှိပါတယ်ဒီပညာသင်လို့အသက်မသေးပဲရှိနိုင်ပါမလားအသက်မသေးဖို့ဆိုတာကတော့ရေထဲကလုံဝန်းလိုပဲဖြစ်လိမ့်မယ်စိုးဦးခုံးကရှင်းပြပါဦးဆရာဘော်ဒီဘိုးဘိုးကရှင်းပြသည်ရေထဲကလုံဝန်းဆိုတာမြင်ယုံမြင်ရတယ်ထိကင်ဖမ်းယူလို့မရဘူးထိကင်ဖမ်းယူခြင်းရင်ပင်ပန်းယုံတက်ပဲရှိမယ်အမြဲတမ်းအသက်ရှင်တန်ခြင်းလို့မရဘူးစိုးဦးခုံးကဒီလိုဆိုရင်လေဒီပညာကိုမတင်ကျင်ပါဘူးဆရာဘော်ဒီဘိုးဘိုးသည်စင်မြင့်ပေါ်မှခုန်ဆင်းလိုက်၏ဘော်ဒီဘိုးဘိုးသည်လက်ထဲတွင်ကျိန်တုပ်တစ်ချောင်းကင်ထား၏သူသည်စွန်းဦးခုံအားကျိန်တုပ်ဖြင့်ထိုးပြီးပြောလိုက်၏ဒီမြောက်ကတော်တော်ရှုပ်တာပဲဒါလည်းမတင်ကျင်ဘူးဟိုဟာလည်းမတင်ကျင်ဘူးဒါဖြင့်မင်းကဘာကိုတင်ကျင်တာလဲဘော်ဒီဘိုးဘိုးသည်စွန်းဦးခုံ၏ဦးကောင်းအားကျိန်တုပ်ဖြင့်၃ကြိမ်တီတီခောက်လိုက်လေ၏ထို့နောက်လက်ကိုနောက်ပစ်ကာအတွင်းခန်းထဲသို့ဝင်သွားလေ၏တကားပိတ်လိုက်သည်တပည့်များသည်ဘော်ဒီဘိုးဘိုးစိတ်ဆိုးသွားသည်ကိုတွေ့ရသဖြင့်အားလုံးထိပ်ပြသွားကြသည်သူတို့သည်စွန်းဦးခုံအားပြစ်တင်ပြောဆိုကြသည်ဒီမြောက်ကတော်တော်ရိုင်းနေဆရာကြီးကပညာသင်ပေးတာကိုဆရာကြီးကိုစင်ကြေစင်လက်ပေးပြီးညှင်းဆန်နေတယ်အခုဆရာကြီးစိတ်ဆိုးသွားပြီးတော်တော်နဲ့တရားဟောတော့မှမဟုတ်ဘူးသူတို့သည်စွန်းဦးခုံအားတယောက်တစ်ခွန်းအပြစ်တင်နေကြ၏စွန်းဦးခုံမှာအများ၏ပြစ်တင်ပြောဆိုမှုကိုစိတ်မဆိုးနိုင်ပဲအားလုံးကိုမျက်နှာချိုသွေးနေရလေ၏သူသည်ဘော်ဒီဘိုးဘိုး၏လှုပ်ဝက်ပြောကြားချက်ကိုသူကြားသိပြီး၍ဖြစ်ပေသည်ဘော်ဒီဘိုးဘိုးကသူ့အားကျိန်တုပ်ဖြင့်၃ချက်တီးတီးခောက်သွားခြင်းမှာသူ့အားညစ်အုံမောင်း၃ချက်တီးသောအချိန်သာထွက်လာရန်ဖြစ်သည်လက်နှစ်ဖက်နောက်ပြေး၍ထွက်သွားခြင်းမှာအနောက်ဖက်တကားမှလာခဲ့ရန်ပြောခြင်းဖြစ်သည်အတိတ်ပဲအပြည့်စုံမှာညစ်အုံမောင်း၃ချက်တီးသောအချိန်ခါ၌သူ့ထံသို့အနောက်ဖက်တကားမှလာခဲ့ပါဟုပြောခြင်းဖြစ်ပေသည်ထိုနေ့ကသူသည်အများနှင့်အတူစားခြင်းသွားခြင်းတင်အံလေးချက်ခြင်းတို့ကိုပြုလုပ်နေရတော့လဲစိတ်မပါပဲရှိနေလေ၏မြင့်တကောင်ရန်ချိန်လွန်စေရန်သာဆူတောင်းနေသည်လိုင်ကူရှိရာဒေသမှာတောကြီးတောင်ကြီးဖြစ်ရကာမြည်သူမြအုံမောင်းမခောက်ပါချေအားလုံးအိပ်ပျော်သွားသည့်အထိသူစောင့်ဆိုင်နေခဲ့ရ၏တကောင်ကျော်သွားသောအခါအားလုံးအိပ်ပျော်သွားသည်ထိုအခါကျမှသူသည်ချွတ်နှင်းပြီးအိပ်ရာမှထရသည်သူသည်ဂူတကားကိုဖွင့်၍ဂူ၏နောက်ပိုင်းကိုတွားရလေ၏ကောင်းကင်၌လာသည်တာနေတော်လဲတစ်ပင်မြင့်ကြီးများကြောင့်လာရောင်ပျောက်တိပျောက်ကြသာထိုးနေသည်သူသည်အုံမောင်း၃ချက်ခန့်ရှိပြီဟုထင်သောအချိန်တွင်ဂူ၏နောက်ဖက်သို့ရှောက်သွားလေ၏အနောက်ဖက်ကြောက်ကူတကားမှာပိတ်ထားခြင်းမရှိပေအနှဲငယ်ဟန်နေသည်စွန်းဦးခုံဝမ်းသာသွား၏ဘော်ဒီဘိုးဘိုးသည်သူ့အားအုံမောင်း၃ချက်တွင်လာရောက်ရန်ခေါ်ခဲ့ပြီးသူ၏ကြောက်ကူတကားကိုလည်းဖွင့်ဟထားခဲ့လေပြီးဘော်ဒီဘိုးဘိုးသည်သူ့အားထူးခြားစမ်းကြယ်သည့်ပညာရပ်များကိုသင်ကြားပေးမည်ဟုယုံကြည်ခဲ့သည်သူသည်ဟထားသည့်တကားအတိုင်းဝင်လိုက်သည်ဘော်ဒီဘိုးဘိုး၏အိတ်ခမ်းသို့တိုင်အောင်ဝင်သွားသည်ဘော်ဒီဘိုးဘိုးအိတ်ဆက်နေသည်ကွပ်ပြစ်အနီးသို့ရောက်ရှိသွားသည်ဘော်ဒီဘိုးဘိုးသည်ကွပ်ပြစ်ပေါ်သူ့ဘက်သို့ဆောင်း၍အိတ်နေ၏သူဝင်လာသောအခါတစ်ဖက်သို့ဆောင်းပြီးအိပ်ပျော်သွားပြန်လေ၏စွန်းဦးခုံးသည်ဘော်ဒီဘိုးဘိုးအနှောက်အယှက်ဖြစ်မိဆို၍ကွပ်ပြစ်ရှိတွင်ဒူးတုပ်၍ထိုင်နေသည်အတန်ကြာစောင့်နေတော့လဲဘော်ဒီဘိုးဘိုးနိုးမလာပါသို့တော့စွန်းဦးခုံးသည်စိတ်ရှည်လက်ရှည်စောင့်နေပါသည်ဘော်ဒီဘိုးဘိုးသည်အညောင်းဆန့်လိုက်သည်စွန်းဦးခုံးသည်အတန်ပြုလိုက်သည်ဆရာကျွန်တော်ရောက်နေပါပြီဘော်ဒီဘိုးဘိုးသည်ထထိုင်လိုက်၏သူသည်စွန်းဦးခုံးကိုကြည့်လိုက်သည်ဟဲ့ဒီမြောက်ကကိုနေရာကိုမအိပ်ပဲဒီနေရာမှာဘာလာလုပ်နေရတာလဲဘော်ဒီဘိုးဘိုးသည်အိပ်ရာမှထပြီးအဝတ်စားလဲဝတ်လိုက်သည်စွန်းဦးခုံးကမနေ့တုန်းကတပည့်အများရှိမှဆရာကအုံမောင်း၃ချက်ခောက်တဲ့အချိန်လိုင်ကူအနောက်ဘက်ကိုလာခဲ့လို့မှားကြားခဲ့တယ်မဟုတ်လားဘော်ဒီဘိုးဘိုးသည်သူညတန်းသာသွား၏ဒီမြောက်ဟာတကယ်မြောက်ပဲမိုးအောက်မြေပြင်မှာတကောင်တည်းရှိတဲ့မြောက်ပဲငါကပဟေလိနဲ့ပြောခဲ့တာကိုသူသဘောပေါက်ခဲ့တယ်စွန်းဦးခုံးကဆရာဒီမှာနား6ခုမရှိပါဘူးဆရာတပည့်တယောက်တည်းပဲရှိပါတယ်ဒါကြောင့်တပည့်ကိုအသက်မသေးအသက်ရှည်တဲ့ပညာသင်ပေးပါတပည့်ကျေးဇူးတည်တတ်ပါတယ်ဆရာဘော်ဒီဘိုးဘိုးကမင်းမာညံရှိတယ်အမျော်မြင်ရှိတယ်မင်းမာဒီလိုပါရမီရှိတာကိုငါဝမ်းသာတယ်ငါအနာကိုလာဆန်းခဲ့အသက်မသေးအသက်ရှည်တဲ့ပညာသင်ပေးမယ်စွန်းဦးခုံးကထခုံမိမတက်ဖြစ်သွားသည်သူသည်ဤပညာလိုခြင်းတစ်ဖြစ်ဘော်ဒီဘိုးဘိုးထံ၌9နှစ်ခန့်အချိန်ဖြုံးခဲ့ရသည်မဟုတ်ပါလော
သူသည်ဘောဒီဘိုးဘိုးကိုရှိခိုးဥခိုက်လေ၏ကျေးဇူးမမေ့ပါဘူးဆရာသူသည်ဘောဒီဘိုးဘိုးရှေ့တွင်ဒူးထောက်ထိုင်၍ဘောဒီဘိုးဘိုးတင်ကြားချက်များကိုမှတ်သားနေလေ၏ဘောဒီဘိုးဘိုးသည်ပါရမီထုရှိသောမြောက်မင်းအားအသက်မသေးအသက်ရှည်သောတရားကျင့်စဉ်ကိုတင်ကြားပေးလေ၏ပါရမီရှင်ဖြစ်သောမြောက်မင်းသည်လည်းဘောဒီဘိုးဘိုးတင်ကြားပေးသည့်ပညာရက်ကိုသဘောပေါက်နားလည်လာလေသည်သူသည်ဘောဒီဘိုးဘိုးတင်ကြားပို့ချချက်များကိုစိတ်ထဲ၌ဆွဲမြဲစွာမှတ်သားလေ၏သူသည်ဘောဒီဘိုးဘိုးကိုအလွန်ကျေးဇူးတင်စွာအခန်းထဲမှထွက်လာခဲ့သည်သူအပြင်ရောက်သောအခါနနက်ဝေလီဝေလင်းဖြစ်နေသည်ကိုတွေ့ရလေ၏သူအခန်းထဲသို့ရောက်သောအခါဘောဒီဘိုးဘိုး၏တပည့်များသည်အိယာမှမနိုးကြသေးချေသူသည်ကိုပစ်ကိုထု၍အော်လိုက်၏မိုးလင်းပြီဟဲ့ထားကြတပည့်အားလုံးသည်နိုးလာကြလေ၏သူတို့သည်စွန်းဟုခုံးတယောက်ဘောဒီဘိုးဘိုးထံမှအလွန်အဆင့်မြင့်သောပညာရက်များကိုရရှိခဲ့သည်ကိုမသိရှိကြပါသူတို့၌တာဝန်ကိုစီရှိကြသည်အားလုံးကြရာတာဝန်ကိုဆောင်ရွက်ကြရသည်စွန်းဟုခုံးမှမူဘောဒီဘိုးဘိုးတင်ကြားပေးသည့်ပညာရက်များကိုနနက်တစ်ကြိမ်ညတစ်ကြိမ်ကျိတ်၍လေ့ကျင့်နေ၏သူလေ့ကျင့်မှုကိုအခြားတပည့်များမသိစေပေဤသို့ဖြင့်ရာသီဆက်ဝန်းသည်တစ်နှစ်ပြီးတစ်နှစ်လဲခဲ့ရာ၃နှစ်သို့တိုင်ခဲ့လေ၏တစ်နေ့တွင်ဘောဒီဘိုးဘိုးသည်တရားဟောစဉ်မြင့်၌တရားဟောလျက်ရှိ၏သူသည်စွန်းဟုခုံးအားတတိယလိုက်၏စွန်းဟုခုံးရှိသလားစွန်းဟုခုံးသည်လူအုပ်ကြားမှထွက်လာပြီးဘောဒီဘိုးဘိုး၏ရှေ့၌ဒူးတုတ်ထိုင်လိုက်၏တပည့်ရှိပါတယ်ဆရာမင်းအခုကျင့်စဉ်တွေကိုရပြီလားဟုတ်ကဲ့သဘောတရားတော့အတော်လေးမိနေပါပြီဒါပေမဲ့အကျင့်ကိုတော့အတော်လေးလုပ်ရပါလိမ့်မယ်မင်းအတော်လေးတိုးတက်လာပြီပဲမင်းလိုချင်တဲ့မသေးတဲ့နီလန်းကိုရတော့မယ်ဒါပေမဲ့မင်းကက်ကြီး၃ပါးကိုတော့သတိထားရလိမ့်မယ်စွန်းဟုခုံးကအလေးနက်ပြောသည်အမိတ်ရှိပါဆရာကြီးမင်းအခုကျင့်နေတဲ့ကျင့်စဉ်အရာကျင့်စဉ်အောင်ပြီးသွားရင်အသက်မသေးနိုင်တော့လဲနှစ်ပေါင်း900ရောက်တဲ့အခါမှာမိုးကြိုးကတ်တစ်ခုနဲ့ရင်ဆိုင်ရလိမ့်မယ်အဲ့ဒီအချိန်မှာမင်းတတိထားပြီးတော့တတိဝီရိယထားပြီးလွတ်အောင်ရှောင်ရမယ်ဒါမှမင်းဟာမိုးကောင်းကင်နဲ့အတူအသက်ရှည်မယ်မရှောင်နိုင်ရင်တော့အသက်တည်မယ်စွန်းဟုခုံးသည်လန့်သွား၏ဘောဒီဘိုးဘိုးကဆက်ပြော၏နောက်ထပ်900အကြာမှာမိကက်ဆိုင်လိမ့်မယ်ဒီမိဟာတာမန်မိမဟုတ်တဘာမိလည်းမဟုတ်အေးမီလို့ခေါ်တဲ့အဲ့ဒီအေးမီဟာမိမိရဲ့ခြေဝါးကုံချွန်သွေးကြောကစပြီးငယ်ထိတ်အထိတောက်လောင်ပြီးဝမ်းတွင်းကလီစာတွေပါပြဖြစ်သွားလိမ့်မယ်ဘလောက်ကျင့်ထားအချီးနှီးပဲဖြစ်မယ်စွန်းဟုခုံးသည်ပုံမိုထိတ်လန့်သွား၏ဘောဒီဘိုးဘိုးကဆက်ပြန်သည်နောက်ထပ်အနှစ်900ကြာတဲ့အခါမှာလေကက်ဆိုင်လိမ့်မယ်အဲ့ဒီလေဟာရိုးရိုးလေမဟုတ်ဘူးအဲ့ဒီလေကတော့အေးမီနဲ့ဆန့်ကျင်ဘက်ပဲငယ်ထိတ်ကိုတိုက်ခတ်ပြီးဝမ်းတွင်းကလီစာတွေကိုပျက်စီးစေမယ်တကိုယ်လုံးမှာရှိတဲ့အယိုးသားတွေကိုပျက်စီးစေမယ်ဒါကြောင့်အဲ့ဒီလေကိုတိမ်းရှောင်ဖို့ကြိုးစားရလိမ့်မယ်စွန်းဟုခုံးမှာကြက်သီးမွေးမြင်းများပင်ထားမိသည်သူကဘောဒီဘိုးဘိုးကိုရှိခိုးဥညွတ်လိုက်မိဆရာအဲ့ဒီကတ်၃ပါးကိုကြော်သွားနိုင်တဲ့နီလန်းများရှိရင်အမိတ်ရှိပါဆရာကျေးဇူးကိုမမေ့ပါဘူးဘောဒီဘိုးဘိုးသည်အဝေးသို့မျှော်ကြည့်လိုက်၏မမြင်နိုင်သောအရာများကိုမှန်းဆကြည့်နေတကယ်သို့ရှိ၏အတန်ကြာမှရှောင်ဖို့နီလန်းတော့ရှိပါတယ်ရှိရင်နီလန်းပေးပါဆရာမင်းကလူမဟုတ်တဲ့အတွက်တင်ပေးလို့မဖြစ်ဘူးလူမဟုတ်ပေမဲ့တပည့်မှာလူလိုဦးကောင်းရှိပါတယ်နားရွက်မျက်လုံးနှာခေါင်းရှိပါတယ်ခြေလက်လဲရှိဟဲဘာဖြစ်လို့လူမဟုတ်တဲ့အတွက်တင်မပေးနိုင်ရတာလဲဆရာထားပါတော့လေမင်းမှာဦးကောင်းနားရွက်မျက်လုံးနှာခေါင်းအစရှိတာတွေရှိတဲ့အတွက်ငါတင်ပေးတော့မယ်စွန်းဟုခုံးသည်ကျေနပ်စွာရင်မောလိုက်၏ကျေးဇူးတင်ပါတယ်ဆရာငါမှာဖန်တီးတဲ့ပညာရက်2မျိုးရှိတယ်တစ်မျိုးက36မျိုးဖန်တီးနိုင်တယ်နောက်တစ်မျိုးက82မျိုးဖန်တီးနိုင်တယ်မင်းဘယ်ပညာရက်ကိုလိုချင်တယ်လဲစွန်းဟုခုံးကတပည့်ကလောဘကြီးပါတယ်82မျိုးကိုတင်ပေးပါဘောဒီဘိုးဘိုးကဒါဖြင့်ငါနာကတ်ဆန်းစွန်းဟုခုံးကဘောဒီဘိုးဘိုး၏ပါးစပ်အနီးသို့ကပ်၍နားထောင်လိုက်၏ဘောဒီဘိုးဘိုးသည်အတန်တိုးဖြင့်ဖန်တီးမှု82မျိုးအတတ်ပညာ၏သဘောတရားများကိုရွတ်ဆိုတင်ကြားပေးလေတော့၏စွန်းဟုခုံးသည်မိုးနှင့်မြေပြင်မှမွေးဖွားသောမြောက်တစ်ကောင်ဖြစ်၏သူပါရမီမှာလည်းအလွန်ထူးခြား၏တင်လွယ်တက်လွယ်သဘောပေါက်လွယ်သူဖြစ်သည်မှတ်ဝံကောင်းယုံမျှမကစူးစမ်းအားထုတ်မှုလည်းကောင်းသည်ထို့ကြောင့်တိုးတောင်းလာသောအချိန်တွင်ဖန်တီးမှု82မျိုးပညာကိုတက်မြောက်သွားလေ၏တနေ့တွင်ဘောဒီဘိုးဘိုးသည်တပည့်များနှင့်အတူလချမ်းကျဲသုံးပွင့်လိုင်ကိုရှေ့တွင်ညနေရှုမြော်ခင်းများကိုကြည့်ရှုနေကြ၏ဘောဒီဘိုးဘိုးကစွန်းဟုခုံးအားမေးလေသည်မင်းကိုတင်ပေးတဲ့ပညာရပြီလားစွန်းဟုခုံးကဟုတ်ကဲ့ဆရာတပည့်ကောင်းကင်မှာပြန်တန်းနိုင်ပါပြီအခြားတပည့်များသည်အလွန်အံ့ဩသွား၏သူတို့သည်ဘောဒီဘိုးဘိုး၏တပည့်ရင်းများဖြစ်ကြ၏ကြာရှည်လေးမြင့်စွာကပင်ဘောဒီဘိုးဘိုးအားစီးကပ်ခဲ့ကြ၏
သို့သောသူတို့သည်ကောင်းကင်ပြန်တန်းသောအတတ်ပညာကိုမရလိုက်ပါဘောဒီဘိုးဘိုးကဒါဖြင့်ငါကိုကောင်းကင်မှာပြန်တန်းပြဆန်းစွန့်ဦးခုံးသည်တတ်ထားသောပညာရက်များကိုပြသရန်အခွင့်အရေးကြုံလာလေ၏ထို့ကြောင့်သူသည်စိတ်တက်ကြွစွာအစွမ်းပြတော့သည်သူသည်တစ်ပင်တပင်ဤထိပ်သို့ခုန်တက်လိုက်၏သူသည်ရွေ့လျားလာသောတိမ်တိုက်တစ်ခုကိုလှမ်းဆွဲလိုက်ပြီးအပေါ်သို့တက်သွားသည်သူသည်လွင့်မျောနေသောတိမ်တိုက်ကိုစီးပြီးသုံးလီခန့်ဝေးသောနေရာသို့ရောက်သွားလေ၏သူသည်ထိုနေရာမှပြန်လှည့်ခဲ့သည်ဘော်ဒီဘိုးဘိုးရှေ့သို့ရောက်သောအခါဆရာဖြစ်သူအားပြန်လည်ဥခိုက်လေ၏ဆရာတပည့်ဟာသုံးလီအကွာဝေးကိုကောင်းကင်ကတွားရောက်ခဲ့ပါတယ်နောက်ပြီးအဲ့ဒီကပြန်ခဲ့ပါတယ်ဘော်ဒီဘိုးဘိုးကရဲသည်မင်းကောင်းကင်ကတွားတယ်လို့မှမခေါ်နိုင်ပဲစွန့်ဦးခုံအံ့ဩသွား၏ကျွန်တော်တိမ်တိုက်ကိုစီးပြီးတွားတာပဲဆရာတော်ကိုကောင်းကင်ကတွားတယ်လို့မခေါ်ရင်ဘလို့ခေါ်ပါမလဲဆရာရဲ့ဘော်ဒီဘိုးဘိုးကကောင်းကင်ကတွားတာမဟုတ်ဘူးတိမ်တိုက်ကိုစီးတွားတာပဲစကားတခွန်းရှိတဲ့နနက်မြောက်ပင်လဲညနေချမ်းငော်တဲ့မင်းဟာနေ့တစ်ဝက်လောက်အချိန်ဖြုံးပြီးမှသုံးလီလောက်သွားနိုင်တာပဲဒါဟာဂုံယူစရာမဟုတ်ဘူးစွန့်ဦးခုံးကနနက်မြောက်ပင်လဲညနေချမ်းငော်ဆိုတဲ့စကားဟာဘာအဓိပ္ပာယ်များရရှိပါသလဲဆရာကျွန်တော်စကားပုံနဲ့ပုံတူပတ်စတွေကိုနားမလည်ပါဘူးဘော်ဒီဘိုးဘိုးရဲ့သည်အဲ့ဒီစကားကိုငါရှင်းပြမယ်နနက်ခင်းချိန်ကစပြီးကောင်းကင်ကပြန်တန်းလိုက်တာဟာအရှိပင်လဲအနောက်ပင်လဲတောင်ပင်လဲတွေကိုဖြတ်ပြီးချမ်းငေါ်ကိုညနေပြန်ရောက်ရတဲ့ချမ်းငေါ်ဆိုတာမြောက်ပင်လဲစွန်းဖြစ်တယ်ရှင်းအောင်ပြောရရင်ကောင်းကင်ကပြန်တန်းနိုင်တဲ့လူဟာတနေ့ထဲနဲ့ပင်လယ်လေးခုကိုဖျက်ကျော်နိုင်တယ်လို့ဆိုတယ်။စွန့်ဦးခုံးကခက်တယ်အဲ့ဒါတော့ခက်ပါတယ်ဆရာဘော်ဒီဘိုးဘိုးပြုံးလိုက်သည်မခက်ပါဘူးလောကမှာခက်ခဲတဲ့အရာဆိုတာမရှိပါဘူးဆွဲရှိတဲ့လူအဖို့ဘယ်အရာမှမခက်ခဲပါဘူးစွန့်ဦးခုံးသည်ဘော်ဒီဘိုးဘိုးအားရှိခိုးလိုက်သည်ဆရာပို့မဲ့ပို့ကူးတို့ရောက်အောင်သာပို့ပါတပည့်ကောင်းကင်မှာပြန်တန်းနိုင်တဲ့ပညာကိုသင်ကျင်ပါတယ်တကိုးရှင်တွေကောင်းကင်ကပြန်တန်းတဲ့အခါမှာတိမ်တိုက်တွေပေါ်ကိုခုန်ပြန်မတက်ကြဘူးဘာမှမရှိတဲ့ကောင်းကင်ပေါ်ကပြန်ကြတယ်မင်းကိုတော့ကျွမ်းထိုးခုန်ပြန်နည်းကိုသင်ပေးမယ်စွန့်ဦးခုံးသည်အလွန်ဝမ်းသာသွား၏ဘော်ဒီဘိုးဘိုးသည်ကျွမ်းထိုးခုန်ပြန်နည်းဂါထာကိုသင်ကြားပေးသည်ကျွမ်းတစ်ခါထိုးရင်လီပေါင်း18000ကိုရောက်နိုင်တယ်ဘော်ဒီဘိုးဘိုး၏တပည့်များသည်ရေမောပြီးမလို့တမပြောကြလေ၏စွန့်ဦးခုံးကတော့ကံကောင်းတာပဲဒီပညာတတ်ထားရင်ချီမြန်စစ်သားလုပ်နိုင်မယ်အထောက်တော်စစ်သားလုပ်နိုင်မယ်သမင်းတလုတ်စားရဖို့အတွက်တော့မပူရတော့ဘူးဘော်ဒီဘိုးဘိုးကကဲမောင်စားပြုပြီးလိုင်ကူထဲပြန်ဝင်ကြပေတော့အားလုံးသည်လိုင်ကူထဲပြန်ဝင်ကြလေ၏ထိုညတွင်စွန့်ဦးခုံးသည်ကောင်းကင်၌ကျွမ်းထိုးသောအတက်ကိုလေ့ကျင့်လေ၏